为了提供舒适明亮的学习环境，在地志工齐力粉刷教室墙面，一间间教室白得发亮。而招生甄选则是因为开设中文及英文班，第一关的测试吸引来自当地4院学校与邻近学生，好了解大家的程度。正式开课当天，这长长的学生人龙，领了点心，再来这第一期最重要的知识资粮参考书。担任初中班级与进阶班的英文老师，翻转清寒，补贴家庭的初心与慈济契合。他透过启发式教育，提升学生的英文兴趣。Good afternoon. Nice to meet you all, my classmates. ကျွန်တော်မြင်တာကြတော့ English ကကျွန်တော်ပေါင်းပူးတာတခုเนาะဘာအတွက်ပေါင်းပူးလဲဆိုတော့အောင်မြင်မှုဘဝအတွက်ကျွန်တော်ရက်ကြင်နိုင်မယ်သူတို့ရဲ့ survival skills တခုအနေနဲ့ရသွားပြီးတော့အောင်မြင်မှုပန်းနိုင်ရောက်ရှောင်းလန်းနိုင်အောင်ပေါင်းပူးပေးတယ်တရားတခုကျွန်တော်ချီချီ writer အဖွဲ့ပေါ့เนาะဒီဖွဲ့စည်းတာကဘာကြီးတွေမရှိမဖြစ်ဘူးအရေးကြီးတယ်ကျွန်တော်ရဲ့ခံချက်တစ်ခုလူတွေအားလုံးပြန်ပြီးတော့ကျွန်တော်အစင်းရဲ့ချမ်းသာကြွေးပဲလမ်းဆောင်နဲ့ပဲချတယ်ဒါရေးရအောင်ပေါ့ဘယ်လိုအားနေမှာကျွန်တော်ကလူမိုင်းအားလုံးပုံတန်းနေတာဖြစ်တယ်အဲ့တော့တိုင်းကငင်းချမ်းမှုနဲ့ပျော်ရွှင်မှုထိုက်တန်နေဆိုတဲ့ခံချက်ကျွန်တော်ရ而这头唱的是注音符号，中文课程就怕大家觉得难。当我知道说慈济这边需要老师来帮忙教授中文，非常乐意，也非常荣幸有这样的一个机会。最主要还是鼓励，那鼓励他们说：“哦，好棒哦，你好棒。”然后慢慢的进入状况，他们也接受了，他们知道说啊，原来中文也不是这么难。ဒါပေမဲ့ဒီအနည်းငယ်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကလက်လုံလက်စားသမားတွေမိဘတွေကပယံလုပ်ကြတယ်ပန်းရောင်းကြတယ်သူတို့ဒီလိုမျိုးပုံမှန်ပဲပေါ့နော်အရင်အစဉ်ပြေမိသားစုတွေမှုတ်တော့အဲ့လိုမျိုးမိသားစုကနေပြီးတော့ကလေးတွေသူတို့မိဘတွေကိုယ်တိုင်ကဒီမှာပညာဒါနဆိုတဲ့အတွက်ကြောင့်မလို့လာပြီးတော့သူတို့ကလေးတွေကိုဒီအင်္ဂလိပ်စာတက်စေခြင်းနဲ့ဒီတရုတ်စာလေးလည်းတက်စေခြင်းနဲ့အတွက်ကြောင့်မလို့လာပြီးတော့ထားတာလေးတွေရှိတယ်志工让这里不是冰冷冷的教室，从文具到午餐都是宛如父母心的支持。စုကြည်အနေနဲ့ကြောဒီဘာပေါ့ဒီအခုဘဝမှာဆိုရင်ကြောကျေးဇူးအကြီးဆုံးနဲ့မှာပါလိုက်ပေါ့ဗျာဒီအခုကျွန်တော်အမေကလည်းအမေကိုလည်းအများကြီးလုပ်ပေးထားတယ်ကျွန်တော်အပေါ်မှာလည်းအခုတင်နန်းနေရောဟိုဟာတွေရောအများကြီးဖြစ်တဲ့တော့ကျွန်တော်ကျေးဇူးမတရားကြီးညီလေးအဲကျဲတင်ပြညီလေးစကားပြင်းလို့တူကြလိုက်ရင်အမှန်တကယ်စင်းဆုံးဖြစ်တယ်အဲ့ရနဲ့တင်ပြရနောက်ပိုင်းညီလိုမပြင်းတော့စာရီလဲဆမပေးတာရီလဲ6ဘာသာတော့အကုန်လုံးအင်စာတွေရေးကြက်လက်ကြက်တွေအကုန်လုံးနိုင်နေကျောင်းကပေးတဲ့ဟာကြီးဒီပူရှစ်တန်းအောင်မှာအကုန်လုံးနိုင်ခဲ့ဆရာမလည်းတော်တော်ကြီးယူတယ်第一期的语言培训班206位学生是教育善举，更是指引一个方向。大爱新闻黄路发、郭康康、郭威阳缅甸报道。